就对你啊，这都考完了。我诉尽不了。မိုးရသည်တွေကွက်လက်တန်ကြားရသည်ဆိုပါထဲမတော့ဟိုချိန်နော်ရရစ်နဲ့ချိန်မယ်နော်ရမင်းနဲ့မချိန်ဘူးနော်ဟုတ်ပြီအဲ့လိုစာမိုးမမအဲ့လိုမမေးမဲ့နဲ့ကွက်လက်ရသည်တွေမိုးချိန်တန်ကြားရသည်ဆိုရောဟုတ်ပြီလေကွင်းပြင်မှာစဘာများကွက်လက်နေကြသည်ဆိုရင်ဆယ်လစာလုံးမောင်းလေးပြီးဆိုင်မယ်နော်ဟုတ်လားအဲ့စမအချိန်ကြောင်းလိုက်လဲကျွန်မမကြားတော့မကြားလိုက်မိဘူးအဲ့အားရ当然是担心个。 ခလာစမဟိုလေးစာမွေးလိုက်တအားကတ်နေတော့လေဟိုကျွန်မကလေးလေးတွေစာလဲပြန်နှွေးပေးခြင်းလို့ဆရာမချိန်လေးယူလိုက်ရလားရှင့်ဒီသားချိန်လေး 哦，没呀，没呀，喏，啊，那哪里？ ကျွန်မဟာကဲဆိုရင်စာမွေးကိုတိတ်ချလေးပြန်လောက်လာမယ်နော်အကုန်လုံးတော့ 在那个竹篮里的布拉比的地巴不地。在家里电脑不都容慢慢表。ဟုတ်တယ်နည်းနည်းရောသွားတာဆရာမ ညီမတို့ပြန်ဆုံးမယ်နောက်တစ်ခါစာလေးပါဝါမလဲအဲလိုပဲဝါမယ်နော်တခြားမဝါဘူးစလုံးပေါင်းမှာဆိုလို့အေးမီပဲဘာဖြစ်တယ်လဲမလွေတယ်ဒီပီဒီဆရာဖာတာရတယ်ပလွေတာမဖြစ်လဲတာရတယ်ဟုတ်တယ်နော် ကဲအားလုံးပဲဆရာမနဲ့တူတူလိုက်ဆိုနော်ဆရာမလို့အတန်ကောင်းကောင်းလေးနဲ့လိုက်ဆိုဟုတ်ပြီလားဇလကဒူလာမေတကဲဘူလာပန်ကပတိပါပတိဘူ စားဖို့ကောင်းကောင်းသိလို့မရအောင်ဆရာမရေ သူပဲစမအကြောင်းလုံးသူ့အတန်းကျဲ ရမလို့ကရီပြိုနေကြရလေမပြောပါဘူး ဟာလာလေးခိုင်အောင်ကမ ထိုင်တော့ပါဘူးခွင့်ပြုပါရှင် အဲ့လိုတော့မဖြစ်ဘူးလေဆရာမရဲ့သူလည်းသူ့ဘာသာရပ်သူတင်တာပဲပြီးတော့ဂီတဆိုတာလည်းကလေးတွေအတွက်အရေးကြီးလို့ဘာသာရပ်တစ်ခုအနေနဲ့ထည့်ထားကြတာမလား မဟုတ်ပါဘူးဆရာကြီးရဲ့ဟိုဆရာကြီးမယုံလေသူတင်နေတော့သူအခန်းလေးပြီးရက်ပြီးတစ်ချက်လောက်ကြည့်ကြည့်ပါအောင်ဘလို့မကိုနားမခံနိုင်တာနော်ဆရာမ ဟုတ်တယ်ဆရာကြီးရေစာမေးပွဲလေးနေလို့15မိနစ်လောက်လေးပို့တင်ချင်တာကိုမတင်ခိုင်းဘူးဆရာကြီးရေတရားဆရာဆရာမတွေပြောလို့ရပါတယ်ဆရာမဖာကပြောရဆိုတော့လက်ပေါက်ကတ်တာကအားကိုဒီချက်ဆိုတာဆရာမဖာစာတင်နေတခြားခန်းတွေကပါစာတင်လို့လုံးဝမရဘူး အဲ့ဒါတော့ဟုတ်ပါတယ်ထားပါတော့ဒါပေမဲ့ဆရာကြီးအနေနဲ့ကျတော့လည်းကိုဆရာမဖောင်ခဏနာအောင်လို့ဘာလို့တွားပြီးပြောလို့လည်းမကောင်းလေ တာလေးလျှော့ခိုင်းပေးဆရာကြီးရဲ့ပြောမရဘူး ဟုတ်ပါပြီဆရာကြီးကြည့်ပြောပေးမယ်နော် တင်လို့ကိုမရတာလို့ ဟုတ်ပါကြည့်ပြောလိုက်မယ်